မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင် Full File ဒီပိုင်မိုး channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့မတို့ဒီမှာပေါ့နော်ကြားကြိတ်တွေကိုတွက်ချက်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီနံပါတ်တွေမှာပေါ့နော်မတို့ခုလိုမျိုး hyphen လေးတွေကဏ္ဍရိုက်ထည့်လိုက်ရုံနဲ့ hyphen လေးတွေမိမိဖြတ်လို့တဲ့အဖြတ်အတောက်လေးတွေဒါ hyphen ခဲမိတာဖြစ်သွားတာကို format ကြိုတင်ချိတ်ထားနေအဲ့နှစ်ခုပေါ့နော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အခုဒီမှာဆိုလို့ရှိရင်အသုံးပြုထားတာကတော့ HR format တစ်ခုပေါ့နော်အဲ့ဒါကိုအသုံးပြုထားတာဖြစ်ပါတယ် HR format မှာကျတော့ service year ပေါ့နော်သူတို့လောက်သက်နှစ်တွေလတွေရက်တွေကိုဒီနေ့အထိအတိအကျတွက်ချက်ထားတာကိုဖော်ပြထားပါတယ်ဆိုတော့မတို့ကဒီ format လေးကိုဘယ်မှာတွေသုံးလို့ရလဲဆိုတော့ online shop တွေမှာပေါ့နော် online shop တွေမှာကိုကcustomer စီကိုပစ္စည်းစားဖို့တဲ့ရက်ကိုသိထားပြီဆိုလို့ရှိရင် customer စီကိုပစ္စည်းရောက်တဲ့ရက်ကိုကသိချင်တယ်အဲ့ဒီရက်တွေကိုတွက်ချက်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီနည်းလမ်းကိုအသုံးပြုလို့ရတယ်ဒါပေမဲ့နည်းနည်းလေးတော့ကွဲသွားမှာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုမကပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့အခုဒီ service year တွေတွက်တဲ့ဒီနေ့ထိအတိအကျတွက်တာလေးကိုအရင်ပြောပြပေးမယ်ပေါ့နော်ပြီးတော့မှမတို့ကဒီနေ့ကနေပြီးတော့နောက်ထပ်ဒီနေ့ကနေပြီးတော့ဥမာရောက်ချိန်ပို့လိုက်တဲ့ပစ္စည်းပို့လိုက်တဲ့အချိန်ရယ် online shop တွေအတွက်ဆိုလို့ရှိရင်တော့ပစ္စည်းပို့လိုက်တဲ့အချိန်ရယ်ပြီးတော့ပစ္စည်းရောက်သွားတဲ့အချိန်ရယ်ပေါ့နော်အဲ့ဒီအချိန်ကြီးနှစ်ခုကြားထဲကကွာဟချက် date တွေကိုတွက်ချက်တဲ့နည်းလမ်းကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အခုကကြတော့ဒီယနေ့ထိကိုချိန်ကာလအတိအကျတွက်ချက်တဲ့နည်းလမ်းလေးကိုအရင်ဆုံးပြောပြပေးမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်မတို့ကဒီနှစ်လရက်တွေကို date function လေးနဲ့အသုံးပြုပြီးတော့အတိအကျတွက်ချက်တယ်ရီရကိုလိုချင်တယ်ဆိုလို့ရှိရင်မတို့ကနှစ်ကို y ပေါ့နော် y နဲ့သွားတယ်အဲ့တော့ equal to formula ကိုပြန်ပြီးတော့ပြပြပေးမယ်ပေါ့နော် date ဒီထဲမှာလေဒီမှာဘာတစ်ခုသတိထားဖို့လိုလဲဆိုတော့ DATED မှာ D ကိုမဖြစ်မနေထည့်ပေးရမယ်ပေါ့နော်အဲ့တော့မှသူမှန်မှာပါ DATED IF date function ပေါ့နော်ပြီးတော့ရင်ခွင်းစာပေါ့နော်ခွင်းစာပြီးသွားပြီဆိုရင်မိမိကစတဲ့ date ကိုပေးရမယ်ပြီးသွားရင်ဒီနေရာမှာလေပြောချင်တာဒီလောက်သက်နှစ်တွေမဟုတ်ဘူးပေါ့နော်မိမိရဲ့အသက်တွေဒီလူတွေရဲ့အသက်ဥပမာဝန်ထမ်းတွေရဲ့အသက်တွေကိုတွက်ချက်တယ်ဆိုရင်လည်းအသုံးပြုလို့ရတယ်ဒီနေ့ထိကိုသူ့ရဲ့အသက်ကဘယ်နှစ်နှစ်ဘယ်နှစ်လဘယ်နှစ်ရက်ရှိပြီဒါမျိုးအတိအကျတွက်ချက်တဲ့နေရာတွေမှာလည်းအသုံးပြုတယ်ပေါ့နော်ဆိုတော့ပြီးသွားပြီဆိုရင်အခုဒါစတဲ့နေ့ကိုပြီးသွားပြီ selection ပေးပြီးသွားပြီဆိုရင် today ဒီနေ့ထိကိုကသိချင်တယ် today ပြီးသွားရင်ခွင်းစခွင်းပိတ်ကမဖြစ်မနေကိုထည့်ပေးရပါမယ်တတိထားမယ့်နေရာလေးတွေကိုမှပြပြပေးသွားတာပေါ့နော်ပြီးရင် y ဆိုတာလေးထည့်ပေးမယ် y ကိုဒီနေရာမှာ y အကြီးသုံးလို့ရတယ်အသေးသုံးလို့ရတယ်ခွင်းပိတ်ပါမယ်အတားခောက်ပေါ့နော်ဒါဆိုလို့ရှိရင်သူ့ရဲ့ date အတိအကျထွက်တယ်ပေါ့နော်အဲ့တော့မိမိကသိချင်တယ်ဆိုရင်ဒီမှာပေါ့နော်ဒါဆိုရင်ဒီနေ့ဆိုဒါဆိုလို့ရှိရင်26ရက်ရှိသွားပြီပေါ့နော်တစ်ခုနောက်တစ်ခုလကိုတွက်မယ်လကိုတွက်မယ်ဆိုလို့ရှိရင်မတို့ကလေဒီ today ကော်မာထိကိုအကုန်လုံးကြိုက်တယ် today ကော်မာထိကအကုန်လုံးတူတူပဲဒီနေရာမှာသတိထားမှာဆိုတော့လက month ဆိုတဲ့အတွက်ကို m လေးထည့်ရုံနဲ့မရအောင်ဘာဖြစ်လို့လဲဆိုတော့မတို့က m ထည့်လိုက်တဲ့လ total monthly total month ကိုလိုချင်တာမဟုတ်ဘူးအဲ့ဒီနေရာမှာမတို့ကနှစ်ကိုဖယ်ထုတ်ပြီးသားလကိုပဲလိုချင်နေဆိုတဲ့အတွက်ကို ym ဆိုတာလေးကိုခွင်းစားခွင်းပိတ်ဒီညက်တောက်ဖွင့်ပိတ် column လေးထဲမှာ ym ဆိုတာလေးကိုမတို့ကထည့်ပေးရမယ်ဒါမှသာသူကနှစ်ကိုဆွဲထုတ်ပြီးတော့အစွန်းတွက်ဖြစ်တဲ့လအရေအတွက်ကိုပဲသူကထည့်ပေးမှဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီ d ကိုပေါ့နော် d ကိုတွက်မယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးပဲမတို့ကအရင်ဆုံးဒီ today date function သုံးတဲ့အခါမှာအကုန်လုံးအတူတူပဲအဲ့ဒီမှာမှဒီ month သူ့ရဲ့လကိုဖယ်ထုတ်ပြီးတော့မှလအပြည့်တွေကိုဖယ်ထုတ်ပြီးတော့မှအစွန်းတွက် d လေးကိုပဲဖော်ပြပေးခြင်းတဲ့အခါမှာမတို့ကပိတ်ဖွင့်မြတ်တောက်ပိတ်ဖွင့်ထဲမှာ md ဆိုတာလေးကိုထည့်ပေးရတယ်တကယ်လို့များ total day ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့မတို့ဒီတစ်လုံးလေးပဲထည့်ပေးရမယ်ပေါ့နော်အဲ့ဒါတွေပြီးရင် enter ခေါင်းမယ်ဒါဆိုလို့ရှိရင်ဒီ service တွေပဲတွက်မယ်ဆိုလို့ရှိရင်အခုဆိုရင်သူအခု joining date ကစပြီးတော့အခုယနေ့ထိကိုသူရဲ့ service year ကလောက်သက်တန်းက26နှစ်5လ29ရက်အတိအကျဖြစ်ပါတယ်ဆိုတော့အဲ့ဒီ function လေးတိုင်းပဲလိုပဲသွားမယ်ပေါ့နော်ဒါကတော့တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဒီ number ဒီ file ထဲမှာဒီနှစ်ခုရှိရတဲ့အတွက်ကိုမှဒါအရင်ဆုံးရှင်းပြလိုက်မယ်ပေါ့နော်
ဆိုတော့ဒီမှာ passport number တွေမှာပဲ33 bank account တွေမှာပဲ33ပေါ့နော် bank account number တွေကိုမှတ်ထားတာပဲဖြစ်စေပြီးတော့ဖုန်းနံပါတ်တွေကိုမှတ်ထားတာပဲဖြစ်စေအဲ့ဒီမှာမတို့ကနံပါတ်ကိုရိုးရိုးတက်တက်မိမိကရိုက်ထည့်လိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ hyper နဲ့ခံနေရတဲ့အခါမှာအလုပ်တွေကကြန့်ကြာရတယ်နှီးကွေးတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေမဖြစ်စေချင်တဲ့အတွက်ကိုသူ့ရဲ့ဒီauto hyphen ခံလို့ရတဲ့နေရာလေးတွေကသတ်မှတ်ထားလို့ရတယ်ပေါ့နော်ဥပမာဘယ်နှလုံးတွဲမှာဒီ dash လေးတွေကိုခံမယ်ဆိုတဲ့သဘောပေါ့နော်အခုဆိုလို့ရှင်မကဒါလေးတွေကိုဒီကဏ္ဍလေးတွေကိုပဲရိုက်ထားတာဒါပေမဲ့သူကကြတော့ auto hyphen ခံပြီးသားဖြစ်သွားတယ်အဲ့ဒါဘယ်လိုမျိုး format လုပ်ရလဲဆိုတော့မတို့ဒီ number တွေကိုသွားမယ်ပေါ့နော်ဒီ number တွေက custom ကိုသွားရွေးမယ် custom မရှိသေးဘူးဆိုရင် custom ကမတို့ကဒီ more number formats ပေါ့နော်အဲ့ဒီကိုသွားမယ်အဲ့ဒီမှာဒီမှာအောက်ဆောင်က custom မှာဒီလိုမျိုးလေးတွေသွားတယ်ပေါ့နော်ဒီထဲမှာမကကဏ္ဍလေးလောက်ရိုက်ထားတယ်ဆိုပေမဲ့သူရဲ့ဒီ share hash ကိုကဏ္ဍhash တစ်ခုရင်းနဲ့သွားလဲရတယ် hash တစ်ခုရင်းနဲ့သွားလဲအရှိမသူပို့တဲ့ကဏ္ဍတွေအကုန်လုံးကိုအရှိကိုပဲသူကထုတ်ပြီးမှာပေါ့နော်ပြီးရင်3လုံးတစ်ဖြတ်ဒီနေရာမှာပို့ပြီးတော့တိတာထင်ရှားသွားအောင်မဒီနောက်မှာနှလုံးတစ်ဖြတ်ပဲထားထားပေးမယ်ပေါ့နော်နှလုံးပဲထားထားပေးမယ်အဲ့တော့နောက်ဆုံးမှာနှလုံးကျန်မယ်အလယ်မှာ dash ခံမယ်ပြီးသွားလို့ရှိရင်နောက်ဆုံး3လုံးပြီးသွားပြီဆိုရင် dash တစ်ခုခံမယ်ပြီးရင်ပို့တဲ့စာလုံးလေးတွေကိုအရှိမဒီတိုင်းပဲထားမယ်ပေါ့နော်ဒါမျိုးလေးကို format ချလိုက်မယ် okay ပါဆိုတော့ခုနကပုံစံနဲ့ကွာသွားတာတွေ့မယ်ပေါ့နော်3လုံးတစ်ဖြတ်ဒီမှာကျတော့2လုံး3လုံး4လုံးတစ်ဖြတ်ဖြစ်သွားမယ်ပေါ့နော်အဲ့တော့စမ်းကြည့်မယ်1 2 3 4 5 6 7 8 9 10ပေါ့နော်ဒါဆိုလို့ရှိရင်2လုံး3လုံးပြီးရင်အရှိမပို့တဲ့ခဏလေးအကုန်လုံးကိုသူကဒီတိုင်းပဲတစုလေးပေါ်ပြထားပြီးရပေါ့နော်ဒါမျိုးဆိုလို့ရှိရင်မတို့ကဒီ bank account နံပါတ်တွေဘာတွေမှတ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီနည်းလမ်းလေးကအရန်သုံးဝင်တယ်ပေါ့နော်ဟို bank account တွေမှာဆိုလည်းအဲ့လိုမျိုးသူတစ်ဖြတ်စီရှိတယ်တကယ်လို့ကိုကဒီလို hyphen နဲ့မခံချင်ဘူး space bar ခံမယ်ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲလက်တောက်ပိတ်ဖွင့်နေရာလေးမှာ space bar လေးကိုကိုကပုတ်ထားပြီးပေါ့နော်အဲ့လို format လေးလည်းရိုက်လို့ရပါတယ်ဆိုတော့ဒီနှစ်ခုပြီးသွားပြီပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့မတို့ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်မတို့ဒီသူ့မှာက date အစား date ဆိုပေါ့နော် date အစား date ဆိုရှိမယ်ဒါကပစ္စည်းမှာပို့တဲ့ date ဒါကလက်ခံမဲ့ date ဆိုကြပါစို့နော်ဒါဆိုလို့ရှိရင်ဒီကြားထဲမှာမတို့က video လေးကိုကြားချိန်လေးကိုမတို့ကသတ်မှတ်ထားမယ်အဲ့လိုအချိန်မျိုးမှာဆိုလို့ရှိရင်မတို့ခုနက format လေးနဲ့နည်းနည်းလေးတော့ကွာသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့မတို့ကဒီဥစ္စာလဲ dated function ပဲသုံးတာပဲဒါပေမဲ့သူကကြတော့ today မဟုတ်တော့ဘူးပေါ့နော်သူ့မှာကစရက်ရဲ့အဆုံးရက်ရဲ့2ရက်ရှိရဲ့အဲ့တော့အဲ့ဒီစရက်ရဲ့အဆုံးရက်ရဲ့ကိုတုံးပြီးတော့မှပြီးသွားရင်မတို့ကဒီ d ကိုသိချင်နေဆိုတဲ့အတွက်ကို d ပေါ့နော်ဒီကြားထဲမှာ d လေးပဲလက်တောက်ပိတ်ဖွင့်ကြားထဲမှာ d လေးကိုပဲထည့်ပြီးတော့မှ formula ထည့်ထားတယ်ပေါ့နော်အဲ့တော့စရက်သွားမယ်ပြီးသွားရင်စရက်သွားမယ်ပြီးသွားလို့ရှိရင် comma ပြီးရင်ဆုံးရက်ပေါ့နော်အဲ့ဒီမှာရောက်တဲ့ရက်ဒါဆိုလို့ရှိရင်မတို့ကသူ့ရဲ့ကြာချိန်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ customer ကိုဘယ်နှစ်ရက်နဲ့အပြီးရအောင်ပို့လိုက်တယ်ဆိုတာမျိုးမတို့မှတ်ထားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ online shop တွေမှာမဟုတ်ဘူးမိမိအသုံးပြုလို့တဲ့နေရာဘယ်လိုနေရာပဲဖြစ်ဖြစ်ပေါ့နော်ကိုညံရှိသလောက်အသုံးချလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာ error ဖြစ်နေတယ်ဘာလို့ error လဲဆိုတော့ဒီမှာကသူ့ရဲ့ရောက်တဲ့ရက်ကိုမဖြည့်ထားတဲ့အတွက်ကို error ဖြစ်နေတာတကယ်လို့ဒီမှာရောက်တဲ့ရက်တရက်ထည့်လိုက်ရင်သူကတော့ error မဖြစ်တော့ဘူးပေါ့နော်ဟိုမှာထားပါတော့ဆိုတော့ဒီမှာဆိုလို့ရှိရင်ရောက်တဲ့ရက်ကိုထည့်လိုက်တဲ့အတွက်ကိုရက်ပေါင်းအများကြီးဖြစ်သွားတယ်ပေါ့နော်ဒါက error တော့မဖြစ်တော့ဘူးဆိုတော့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်မတို့ကတိတ်ကအချိန်တိတ်မကြတဲ့ဟာတွေမဟုတ်လို့ပေါ့နော်မတို့က D နဲ့ပဲသွားထားတယ်ပေါ့တကယ်လို့လအပိုင်းခြားတို့ရက်အပိုင်းနှစ်အပိုင်းခြားတို့နဲ့ဆိုလို့ရှိရင်တော့ခုနက format လေးအတိုင်းသွားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်နှစ်လိုချင်တယ်ဆိုလို့ရှိရင်လည်းနှစ်အပိုင်းခြားလိုချင်တယ်ဆိုလဲဒီ D နေရာမှာမတို့က Y M အစရှိသဖြင့်ကိုမိမိလိုချင်တဲ့ format လေးကိုအသုံးပြုလို့ရတယ်ပေါ့နော်ဒီနေရာလေးကြီးပဲ꿰သွားပါတယ်ဆိုတော့တိတ်ခက်ဘူးเนาะအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးတွေကိုတေချာကြည့်ပြီးတော့တေချာလေးကြည့်ပြီးတော့လုပ်ကြည့်ပေါ့เนาะဒါလေးတွေအကုန်လုံးလွယ်ပါတယ်ရှင်မသိရင်တော့ခက်တယ်သိရင်တော့လွယ်တယ်ပေါ့เนาะအားလုံးမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အော်တကယ်လို့များအဆင်ပြေတယ်ဆိုလို့ရှိရင်မရဲ့ဗီဒီယိုလေးတွေကို VPN ကြော်ပြီးတော့ကြည့်ပေးကြဖို့မမေ့ပါနဲ့เนาะ